ဒီနေ့မှာတော့ညီမရွှေအလေးချိန်မှာရေးတဲ့အရေးအသားလေးနဲ့တင်ငီသားလေးတွေကိုဖော်ပြပြသွားပါမယ်အလွယ်ဆုံးဆိုလို့ရှိရင်သူကကြက်ပဲရွေး point ဆိုပြီးတော့ရှိရပါတော့ကြက်ဆိုလို့ရှိရင်ဒီကိန်းကနန်းရဲ့အပေါ်မှာလုံးဝတင်လို့တင်ငီသားလေးနဲ့သွားပါတယ်ပဲဆိုလို့ရှိရင်ကိန်းကနန်းရဲ့အပေါ်လေးမှာနောက်တော့ပြင်လိုမျိုးလေးရေးတယ်ပေါ့နော်ရွေးဆိုလို့ရှိရင်ဘေးတစ်ချမ်းနေဝက်ဆွဲအသေးလေးပုံစံလေးရေးပါတယ် point ဆိုလို့ရှိရင်တော့ဒသမလေးကိုပြဖြစ်တဲ့အတွက်ဒသမလေးကြီးပဲဒသမလို့အဆက်ကလေးပဲရေးရုံပဲပေါ့အဲဆိုရင် example တစ်ပုဒ်ရေးကြည့်ကြမယ်လိုချင်တာကတစ်ချက်5ပဲ2ရွေး3ဝိုင်းကိုဒါတင်ငီသားနဲ့ရေးကြည့်ကြမယ်ဆိုလို့ရှိရင်ဒီမှာရေးပြမယ်တစ်ချက်အပေါ်မှာပြောထားတဲ့အတိုင်းပဲချက်ဆိုရင်သူကဒီကိန်းကနန်းအပေါ်လုံးတင်လို့ပုံစံလေးနဲ့ဆိုတစ်ချက်5ပဲနဲ့မှာ2ရွေးနဲ့3ဝိုင်း2ရွေးကဒီမှာ2ရွေးနဲ့သူ2ရွေးနဲ့ရွေးနဲ့ point နဲ့ကြားထဲမှာရှားချင်လို့ရှင်တော့ is to လေးနဲ့ရှားရပေါ့2ရွေးနဲ့3 point ဆိုဒီလိုရေးလို့ရတယ်နောက်တစ်ခုကတစ်ခါတည်း2ရွေး3 point ကိုဆက်ပြီးတော့ရေးချင်တယ်ဆိုလို့ရှိရင်သူက10 point မှာ1ရွေးရှိရဲ့အတွက်တစ်ခါတည်းဒသမလေးနဲ့ပေါင်းပြီးတော့ရေးလို့ရတယ်အဲ့တော့ဒီ2ရွေး3 point ကိုရေးမယ်ဆိုရင်တစ်ချက်5ပဲနဲ့မှာ2.3ရွေးဆိုပြီးတော့ဒါတစ်ခါတည်းရေးလိုက်လို့လည်းရတယ်ကိုအစင်လေးပြီးသူတို့ကြက်လို့ရေးလို့ရပါတယ်ဒါလေးတွေကဒါဆိုလို့ရှိရင်ကိုဝယ်ထားတဲ့ပေါင်ချာတွေမှာပါတယ်တင်ငီတာလေးတွေနဲ့ဒီအခေါ်အဝေါ်လေးတွေနဲ့ကိုဒါတွဲပြီးတော့ပြန်ပြီးတော့ကြည့်လိုက်ပါတော့အဲ့ဆိုရင်ဘယ်ကဘယ်နှချက်ဘယ်နှပဲဘယ်နှရွေးရှိရဲဆိုတာသိသွားပါလိမ့်မယ်ကောင်းသူချွေဆိုင်ရပါရှင် Facebook page 3 season ကျွေးလေးနဲ့သုံးပါတယ်ချွေတဲ့နန်းဒီစုံစမ်းမယ်ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်39935336ကိုဆက်သွယ်ပြီးတော့စုံစမ်းလို့ရပါတယ်ရွှေပညာဗဟုသုတတွေကိုနေ့စဉ်မျှဝေပေးနေဖြစ်တဲ့အတွက်သိချင်တာလေးရှိလို့ရှိရင်လည်း comment လေးမှာရေးသွားခဲ့လို့ရပါတယ်အချိန်ရတာနဲ့ reply လေးကိုဖြည့်ပေးသွားပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်